မင်္ဂလာပါရှင်ဒီမှာမောင်လေးတောက်မှတ်ထားတဲ့ comment လေးပေါ့နော်အမရေပစ္စည်းကရနေပြီကော်မရှင်ခကြတော့မဝင်သေးဘူး2ရက်ရှိပြီစောင့်နေရတဲ့ကော်မရှင်ကမဝင်သေးဘူးဆိုတာဘယ်နေရာဝင်တာလဲရှင့်ဒီခက်မှန်းကော်မရှင်ဝင်တာပြောရလားဝင်ငွေဆွဲနေရာကိုမရောက်သေးဘူးဆိုတာပြောရလားရှင့်ဝင်ငွေဆိုတဲ့နေရာကိုမရောက်သေးတာဆိုရင်တော့စောင့်ရမယ်ရှင့်โอเคเนาะအမရေခမန်းကော်မရှင်ကတော့ဝင်တယ်ဝင်ငွေဆွဲနေရာကိုမရောက်တာဆိုရင်တော့မင်းတို့စောင့်ရမယ်ရှင့်ဒီခမန်းကော်မရှင်ကကြတော့ကို့ချင်းတောင်းလေးထဲကနေပြီးတော့ဘတ်သူပဲဈေးဝယ်ဝယ်ကိုပဲဝယ်ဝယ်သူများပဲဝယ်ဝယ်တခါရဲ့မင်းတို့ကော်မရှင်ကတန်းပေါ်တယ်ရှင့်โอเคเนาะဝင်ငွေဆွဲနေရာကိုရောက်ဖို့ဆိုရင်ပစ္စည်းမှားတဲ့သူကသူ့စီကိုပစ္စည်းရောက်ပြီဥမာကိုမှားဆိုကို့စီကိုပစ္စည်းရောက်ပြီသူများကကို့ချင်းတဲ့ကဝင်ဝယ်သွားတာဆိုရင်တော့သူများစီကိုပစ္စည်းရောက်ပြီ3ရက်ကြာမှရှင်းပေးတဲ့ဆိုင်တွေလည်းရှိရယ်10ရက်ကြာမှရှင်းပေးဆိုင်လည်းရှိရယ်9ရက်ကြာမှရှင်းပေးဆိုင်တွေလည်းရှိပါရဲ့ရှင့်ဒီကော်မရှင်ကကိုရှင်းဖို့တက်ပြီးဆိုတော့ပစ္စည်းရောက်ပြီး3ရက်5ရက်10ရက်10ရက်လောက်စောင့်ရမယ်ရှင့်အဲ့ဒါမှမစ္စတော့ဝင်ငွေဆွဲနေရာကိုရောက်လာပါလိမ့်မယ်ရှင့်โอเคနော်ကော်မရှင်ကတွေကမပြောက်သွားပါဘူးစိတ်ချပါအဓိကကိုကဒီခမန်းကော်မရှင်မှာဝင်ပြီးတော့ကို့ချစ်တောင်းထဲမှာကိုဈေးဝယ်နေဖို့ပဲလိုအပ်ပါတယ်ရှင့်ဒါဆိုရင်အချိန်တန်ရင်ကော့ဝင်ငွေဆွဲနေရာကိုဒီကော်မရှင်ကတွေကပေါ့နော်ရောက်လာပါလိမ့်မယ်ဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်ရှင့်အဆင်ပြေကြပါစေနော်ထေပြောင်ရှောက်ကိုအခြေခံငါစပြောစနစ်ကျတင်ယူလေးလာခြင်းနဲ့ရလက်တင်မြတ်ထွက်ခြင်းနဲ့ဝင်ငွေရှာလို့ရတဲ့အထိကိုကျင်းကျင်းတက်ချင်ပါတယ်ဆိုတဲ့သူလေးအတွက်ထေပြောင်အခြေခံငါစပြောဝင်ငွေရှာလို့ရတဲ့အထိတင်ထားပြီးတဲ့ online ဗီဒီယိုတင်တဲ့ VIP တင်တဲ့ဖွင့်ထားပေးပါတယ်ရှင့်။မြေကြီးအခုဖွင့်ထားပြီးတဲ့ online ဗီဒီယိုတင်တဲ့ဆိုရင်တင်တဲ့မှာမြေကြီးကဗီဒီယိုလေးတစ်ပုတ်ချီစီလောက်ပြောတင်ထားပေးပါတယ်ရှင့်။ဒါကိုကတင်တဲ့ဝင်ပြီးတော့လေ့လာတင်ယူရမှာပဲဖြစ်ပါတယ်ရှင့်။တင်နန်းထဲကတင်ပေးတဲ့အကြောင်းအရာတွေကိုကအားတဲ့အချိန်မှာလေ့လာတင်ပြီးတော့ကိုယ့်ရဲ့ TikTok အကောင့်မှာစူးစမ်းမယ်လို့တိုက်ရှင်မြေကြီးကိုမေးလာရမယ်ရှင့်။တင်နန်း episode နဲ့မြေကြီးကတခါလေးပေါ့နော် TikTok အကောင့်တွေလည်းစစ်ပြီးရလိုအပ်တာလုပ်ပြီးရတနန်းနဲ့တခါလေးတန်းထည့်ပေးပါတယ်ရှင့်အခုချိန်မှာဒီတနန်းလေးကိုလာအပ်မယ်ဆိုရင်တနန်းကြီးလေးက250ပဲဖြစ်ပါတယ်ရှင့်အဲ့တော့တနန်းကြီး250ပဲနဲ့ TikTok ကိုအခြေခံကစပြီးဝင်ငွေရှာလို့ရတဲ့အထိတင်ယူခြင်းနဲ့ဆိုတဲ့သူတွေမြစ်ရဲ့ TikTok Messenger Facebook Messenger Line စိမ်းတို့မှာတနန်းလာအလို့ရပါပြီရှင့်ကျေးဇူးအများကြီးတင်ပါတယ်အဆင်ပြေကြပါစေရှင့်